မြမပုံရိပ်လွာရန်ကုန်1880ပြည့်လွန်နှစ်များဤပုံရိပ်ဟောင်းသည်ရိုးရှင်းသောတပ်ပုံများသာမကဘဲကိုလိုနီခေတ်မြန်မာနိုင်ငံ၏ဝတ်စားဆင်ရင်မှုနေထိုင်မှုပုံစံနှင့်လေယူလေသိမ်းများကိုထင်ဟပ်ပြသနေသောသမိုင်းဝင်မှန်တစ်ချက်ဖြစ်ပါသည်ပုံကိုကြည့်လိုက်ပါကအမျိုးသမီးသည်မြမရိုးရာထိုင်မသိမ်းကိုဝတ်ဆင်ထားပြီးလုံကြီးကိုတက်ရက်စွာဝတ်ထားပါသည်ထိုခေတ်ကမြမမျိုးသမီးများသည်ခေတ်ပေါ်ဆန်မှုနှင့်ရိုးရာအလှကိုပေါင်းစပ်၍သပင်ကိုဘိုက်ပွားထုံလေးရှိကြပြီးလက်ကောက်များဆင်ရင်သည်ကိုတွေ့ရပါသည်အမျိုးသားသည်ပခုံးကျဲသောအင်ဂျီဖြူနှင့်အစင်းကြောင်းပါပုတ်ဆိုးကိုဝတ်ဆင်ထားပြီးခေါင်းတွင်မြမတလေးထုံတန်းအရာခေါင်းပေါင်းကိုကျစ်လစ်စွာပေါင်းထားပါသည်သူ၏လက်ထဲမှဆေးပြင်းလိုက်ပြီးထိုခေတ်ကမြမအမျိုးသားတို့၏အပန်းဖြေခြင်းနှင့်ယဉ်ကျေးမှုကိုဖော်ပြနေပါသည်သူတို့နှစ်ဦးစလုံးသည်တင်မောသီးပေအောက်တွင်ထိုင်လိုက်ရက်လိုက်ပုံစံဖြင့်နေရာယူထားသည်မှာဓာတ်ပုံဆရာ၏စတူဒီယိုအတွင်းပုံဖော်ထားသည့်သဘာဝပတ်ဝန်းကျင်ငယ်လေးကိုအသက်ဝင်စေပါသည်ဤဓာတ်ပုံကိုရန်ကုန်မြို့မှထင်ရှားသောဓာတ်ပုံဆရာ Philip Adolf Cleyer ကရိုက်ကူးခဲ့ခြင်းဖြစ်ပြီးသူသည်ဗြိတိရှားတို့သိမ်းပိုက်ထားသောမြန်မာနိုင်ငံသားများ၏နေ့စဉ်ဘဝရိုးရာဓလေ့နှင့်အလှပများကိုမှတ်တမ်းတင်ရာတွင်အလွန်ပါးနပ်ကျွမ်းကျင်သူဖြစ်ပါသည်။ရင်းပုံသည်နှစ်ပေါင်း140နီးပါးကြာခဲ့ပြီဖြစ်တော်လဲမြမရိုးရာယဉ်ကျေးမှု၏နူးညံ့သိမ်မွေ့ပြီးဂုဏ်သိက္ခာရှိသောအလှတရားကိုအကောင်းဆုံးဖော်ပြနေစေပင်ဖြစ်ပါသည်။